အိုလေးကိုထုတ်ညောင်ဘူးလေးကိုပြုတ်ယိုကက်အိုလေးကိုထုတ်ညောင်ဘူးလေးကိုပြုတ်ယိုမမရေအေးဖတ်ကဆိုယူခဲ့ပြီဒီရေအိုးလေးအရင်တည်းထားလိုက်မမငါ6တော့ယူလိုက်အောင်မယ်ဒီလိုကက်လေးကိုနည်းနည်းဖွင့်ဒါတော့တန်ကြရပြင်ဒီကန်လေးနဲ့ပြည့်တင်းဒီဆိုမှမီးရနေမြောက်ဒီကနေညှိလိုက်အောင်ဒါပြုတ်ဥတော့ဒီလောက်ဆိုရကဲဒီနေ့ကတော့အမေတို့ခုလာတဲ့ဒီညောင်ဘူးလေးတွေညောင်ရဲနှူလေးတွေကိုပြုတ်ပြီးတော့တုံးမယ်ပြီးလို့ရှိရင်သူနဲ့လက်အောင်လို့ငဖောင်ရုပ်ကြောက်လေးကိုရောက်သူချက်နေကြတိုင်းခန်းရင်သီးလေးနဲ့ငုပ်ပြီးသိန်းလေးနဲ့ချက်မယ်ပေါ့ဒီနေ့အတွက်ဟင်းရတော့ဒါလူရီစာလေးတွေအခုဒီညောင်ဘူးကိုရေမိုးဆုံးအစည်းလေးတွေပြောင်းအောင်စီးလိုက်အောင်ဒီနေ့တန်းတုံးမှာဆိုတော့အစည်းတွေတော့တေချာပြောင်းအောင်စီးရမှာပေါ့ဒီလိုလေးအစည်းလေးတွေပြောင်းသွားအောင်ရေလေး3-4ချိန်လောက်တေချာလေးစီးပြီးလိုက်ပါမယ်ဒါရေနဲ့3-4ချိန်ဆေးပြီးပြီဆိုရင်တော့နောက်ဆုံးအရွက်ထည့်မယ်ပြီးရင်စားလေးနဲ့နေပြီးတော့နောက်ဆုံးအချိန်ဆေးလိုက်ပါမယ်ညီမလေးအရင်တော့ဆိုလေကက်ဆိုးရီ3တာအားကြောက်တာ3လည်းမ3ရဲဘူးအခု EF ကမကြောက်တော့ဘူး EF ကကြောက်စရာမလိုဘူးလေ EF ကကြတော့သူ့ကက်ဆိုးရီအကုန်လုံးကကျူစီစစ်ပြီးသားအရေးသွင်းမြင့်အိုးရကြီးပဲအကုန်လုံးစိတ်ချလက်ချနဲ့သုံးလို့ရတယ်ပြီးတော့လေဒီလိုဘန်နာရဲ့တိုက်ရိုက်ချိတ်ပြီးသုံးလို့ရတာပိုးတော့ကြကိုယ်သဘောကြမှာပေါ့ဒါပို့ပပနဲ့တရားလွယ်တာဘူးဟုတ်တယ်ဒါပေမဲ့ဒီလိုဘန်နာနဲ့တိုက်ရိုက်ချိတ်ပြီးတော့သုံးတယ်ဆိုတာကလည်းဒီလို 4kg နဲ့ 4kg အောက်အိုးတွေပဲသုံးလို့အဆင်ပြေတာဒီ 4kg ထက်ကြီးတဲ့အိုးအကြီးတွေကြတော့ဒီလိုဘန်နာနဲ့တိုက်ရိုက်ချိတ်သုံးလို့မရတော့ဘူးအဲ့ကြဘယ်လိုသုံးอ่ะ 4kg အထက်အိုးအကြီးတွေကြတော့လေအဲဒီသူ့အိုးရဲ့ pressure နဲ့ကိုက်ညီရဲ့ regulator တက်စင်ပြီးကမှ gas မီးပုံနဲ့တွဲအသုံးပြုရတဲ့ cylinder ဘဲတွေတက်ပြီးသုံးရတာအဲ့လို EF gas အိုးအကြီးတွေကသူ့ kg ကလည်း cylinder ဘဲရတက်ပြီးတာပြီးရင် juicy လက်စစ်ပြီးတာအဲ့ကြောင့်မလို့စိတ်ချလက်ချသုံးလို့ရတယ်ရေသွေးမြင့်နေကြည့်တယ်အကုန်လုံးကအဲ့ဒါညီမလည်းအိုးကြီးသုံးတော့ဝယ်ပြီးဝယ်လိုက်တော့ရေလေးပွက်ပွက်ဆူလာပြီဆိုရင်တော့ညောင်ရွယ်လေးကိုမကြီးမဲ့လေးထည့်ပြီးရင်အယောင်လှအောင်စီလေးထည့်ပြီးတော့ပြုတ်ပေးလိုက်ပါမယ်ညောင်ရလေးနူးလာပြီဆိုရင်တော့ရေငှဲ့ပြီးတော့ရေအေးလေးနဲ့စိန်ထားပေးလိုက်ပါမယ်။ဒါဆိုရင်တော့တုတ်ပဲဆာဆာတို့ပဲဆာဆာအဆင်သင့်ဖြစ်ပါပြီ။ညောင်ရလေးကိုတော့ရေစစ်ပြီးနုံနုံလေးကိုက်ကြက်သွန်နီမြေပဲလော်ထောင်းပစွန်ကြောက်ထောင်းစတမယာရည်နဲ့အနံလေးမွှေးအောင်လို့စီကြက်တို့ထည့်ပြီးတော့တမအောင်နေပေးလိုက်ပါမယ်။ဒါဆိုရင်တော့စားလို့ကောင်းပြီးတော့ထမင်းမြင်စီတဲ့နွေရာသီစာညောင်ရက်တုပ်လေးရပါပြီ။